ဓမ္မဝိနည်းကိုသင်္ဃာယနာတင်ရန်ဆုံးဖြတ်တော်မူကြပါတယ်။ရာဇဝပြည့်ရှင်ဘယင်ဇာတမင်းရဲ့အဆောင်ရှောက်ထောက်ပံ့ကိုခံယူပြီးရာဇဝပြည်ဝိပါဒတောင်းတရန်စီးပင်ပေါက်ရလှိုင်းကူမှာပထမသင်္ဃာယနာတင်ပွဲကိုအရှင်မဟာကတ္တပမထေရကြီးမူပြီးယဟန္တာ900တို့ဟာခုနလတိုင်းတိုင်းကျင်းပဆောင်ရွက်တော်မူကြပါတယ်။အရှင်မဟာကတ္တပမထေရကမေးပြီးဝိနည်းပိဋကကိုအရှင်ဥပါလိသုဒ္ဓံနဲ့အဘိဓမ္မာပိဋကကိုအရှင်အာနန္ဒတို့ကရှင်းလင်းဖြေဆိုတော်မူကြပါတယ်။အခုတွေ့မြင်ကြရတဲ့တောင်တန်းကြီးများကိုထွန်းပေါက်ထားတဲ့လိုင်ကိုကြီးကတော့ဗိမိတာရဘီမင်းတရားရဲ့ဘာနာများကိုသိုးလောင်ရဘာနာတိုက်ဖြစ်ပါတယ်။ဒီဘာနာတိုက်ကိုစွန်ဘန္တာလို့ခေါ်ပါတယ်။မြန်မာလိုအဓိပ္ပာယ်ပြန်ဆိုရမယ်ဆိုရင်တော့သုနာဘာနာတိုက်လို့အမည်ရပါတယ်။ जनगणमन अधिनायक जय हे भारत भाग्य विधाता पंजाब सिंध गुजरात ဘုရားရှင်ကိုရောမြတ်ပြိဋိဘံဆံသွားတဲ့အခါကျွန်းကြံတဲ့ဓာတ်တော်တွေကိုခုနှစ်ပြည်တော်မင်းတို့ဝေချမ်းပြီးဝေစုခွဲပါယူခဲ့ကြရမှာအဇာတဘိမင်းတရားဓာတ်တော်တစုကိုတိုးလောင်သိမ်းဆည်းခဲ့တဲ့ဓာတ်တော်တိုင်းနေရာကိုလည်းဖူးတွေ့ကြရမှာဖြစ်ပါတယ်။ဒီဓာတ်တော်တိုင်းတွေကဓာတ်တော်တွေကိုဘုရားပြိဋိဘံဆံပြီးနှစ်ပေါင်း230ကျော်ကျော်မှာအထွတ်တွေရောက်ခဲ့တဲ့သီရိဓမ္မအာသောကမင်းတရားကအကုန်လုံးတူယူပြီးကဘာရဲ့ရတိုင်းပြည်တည်တည်သို့ဇေဒီပေါင်း8400တီကဖြန့်ချီတော်မူခဲ့ပါတယ်။ तव शुभ आशीष मांगे ဘုရားဘုဖွဲ့ဟာဝါမင်းများအိုဆိုင်ပေါက်ရောက်နေတဲ့ဝင်းလူဝန်ကျောင်းတော်ရနေရာဟောင်းကိုဆက်လက်သွားရောက်ကြီးညိုခဲ့ပါတယ်။ဘုရားရှင်ဟာဝင်းလူဝန်ကျောင်းတော်မှာဒုတိယဝါတတိယဝါဇရုဒ္ဓဝါ19ဝါမြောက်နဲ့ဝါ20မြောက်9ဝါတိတရင်သုံးတော်မူခဲ့ပါတယ်။ဘုဒ္ဓံ शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं ဝေလူဝန်ကျောင်းအတွင်းပိုင်းမှာဘုရားရှင်အသုံးပြုခဲ့တဲ့ရေကန်တော်တစ်ခုရှိပါတယ်။အဲ့ဒီရေကန်တော်ကတော့ကရဏရေကန်လို့ခေါ်ဆိုကြပါတယ်။ဝေလူဝန်ကျောင်းတော်ရနေရာမှာပထမဆုံးတန်ခါအစည်းအဝေးနဲ့ဥပုပ်ပြုခြင်းကိုပြုလုပ်တော်မူခဲ့ပါတယ်။ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်တို့ကိုလက်ဝဲတော်ရန်လက်ရရန်ဧကသာဝကများအဖြစ်ချီးမြှောက်ခဲ့ပါတယ်။ဘုရားရှင်ဩဝါဒပါတိမောပြတဲ့နေရာဖြစ်ပါတယ်။ शरणं धम्मं शरणं ဘုရားရှင်ဩဝါဒပါတိမောပြရာနေရာမှာတည်ထားတဲ့ရုပ်ပွားတော်ဖြစ်ပါတယ်။ संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं ဘုရားရှင်ရဲ့ဝေလူဝန်ကျောင်းတော်ရအောင်နေရာကိုဘုန်းတော်ကြီးညိုပြီးမှဘုရားဘုဖွဲ့ဟာ
ဂျပန်ဝင်းလူဝန်ကျောင်းကိုတွားရောက်ဖူးမြော်ကြပါလေ Saranam